အချိန်9မိနစ်ပေးုံနဲ့နိုင်ခွက်လမ်းလျှောက်ခြင်းကဲ့သို့အကျိုးကျေးဇူးကိုရရှိမှာဖြစ်တယ်ဟုတ်ပါတယ်ဒီအချိန်9မိနစ်မှာကျွန်တော်လေ့ကျင့်ခန်း9မျိုးပြပေးမယ်ဒီလေ့ကျင့်ခန်းအထူးသဖြင့်အသက်60ကျော်မိတ်ဆွေများအတွက်အဓိကရွေးပြီးတော့ပြပေးခြင်းဖြစ်တယ်โอเคနံပါတ်1အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်2အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်3အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်4အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါโอเคနောက်ဆုံးနံပါတ်5အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါโอเคအခုပြပေးသွားလေ့ကျင့်ခန်းကိုမိတ်ဆွေတို့တစ်နေ့ကိုတစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင်မိတ်ဆွေတို့ကျမ်းမာရေးမှာလည်းအများကြီးတိုးတက်လာတာကိုတွေ့ရလိမ့်မယ်โอเคဒီဗီဒီယိုဘယ်မျိုးမှကြည့်နေလဲပြီးတော့ဘယ်ချိန်မှာကြည့်နေလဲဆိုတာ comment မှာမှတ်ခဲ့ပေးပါโอเคအားလုံးကျေးဇူးတင်ပါတယ်